ဈေးနှုန်းအဖြစ်1800မဖြစ်ဘူး300တာလွယ်ကိုလိမ့်မယ်နောက်ပြီးတော့ ENC ပါတဲ့ငကြက်လေးတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်ခင်ဗျာမင်္ဂလာပါကျွန်တော်တို့ဇက်ဇက်ကကိုအောင်စရာမိုးပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆက်ပေးမယ်ငကြက်လေးကတော့ M20 ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီငကြက်လေးရဲ့ packaging design လေးပါကျွန်တော်ဒီဘူးထဲမှာပေါ့အကြိုက်ဆုံးအရာလေးကတော့ကျွန်တော်ကြိုက်တဲ့အရာလေးပြောတော့ကျွန်တော်ဘူးရဲ့အရာကိုကျွန်တော်အရန်သဘောကျတယ်ကျွန်တော်အရန်ကြီးကိုနှစ်သက်တဲ့အရာလေးဖြစ်တယ်ကျွန်တော်လူချင်းမင်းတို့ငကြက်ရဲ့ပုံစံဒီဇိုင်းလေးပြပေးပါမယ်ခင်ဗျာဒါလေးကတော့ကျွန်တော်ငကြက်ရဲ့ပုံစံဒီဇိုင်းလေးပါဒါသူကျွန်တော်ဒီကင်မရာထဲမှာတော့ကျွန်တော်ပြောင်းပြန်လေးဖြစ်နေလိမ့်မယ်ကျွန်တော်ငကြက်လေးရဲ့ဒီငကြက်ဒီဇိုင်းလေးကတော့ကျွန်တော်တို့ဒီလူမျက်စိပုံစံလေးနဲ့လောက်တာပုံစံမသိဖော်ထားတာပေါ့နော်ကျွန်တော်အားသွင်းနေရင်တော့ကျွန်တော်တို့ကအနီအောင်လင်းလိုက်မယ်အားပြည့်သွားရင်တော့အပြောင်လင်းပြီးပိတ်သွားလိမ့်မယ်ခင်ဗျဒါလေးကတော့ကျွန်တော်တို့အားဝင်နေတယ်ဆိုတော့ပြတဲ့ဥစားလေးပါသူကအားသွင်းနေလဲကျွန်တော်အချက်ပြတယ်ကျွန်တော်တို့အားပြည့်သွားပြီဆိုရင်လည်းသူ့ဘန်သူအလိုလိုပိတ်သွားမှာဖြစ်တယ်ပြီးတော့အားပြည့်နေတယ်ဆိုပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့တကူတကကြီးတတိထားဖြုံးနေကြမလို့ပေါ့နော်ဘာတွေပါသွားမလဲဆိုတော့သူ့မှာတော့သူကတော့အားသွင်းကြိုးကတော့ type C ပေါက်ဖြစ်တယ်သူ့မှာနောက်တစ်ခု USB ပေါက်လေးပါတယ်ဒီ USB ကဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ဖုန်းအားပေါ့နော်ကုန်တော့မဲ့အခြေအနေမျိုးမှာဆိုရင်ကျွန်တော်တို့ဖုန်းအားတော့တွင်းဖို့လောက်ထိသူက battery capacity support မပေးနိုင်ဘူးဒီတော့သူကဖုန်းအားကိုခဏတစ်ပြုတ်ထိန်းထားဖို့အတွက်တော့သူ support ပေးနိုင်မှာဖြစ်တယ်ပြီးတော့လူချင်းမင်းတို့ဖုန်းအားအရေးပေါ်ကုန်ကန်ကြီးမှာဆိုရင်ကျွန်တော်တို့ဖုန်းအားထိန်းဖို့အတွက်အသုံးပြုနိုင်မှာဖြစ်တယ်သူဘူးထဲမှာပါတဲ့ feature လေးတွေကျွန်တော်ပြောပြပေးမယ်သူက wireless version က 5.3 ဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့ transmission distance ဒီ distance အဖြစ်သူကတော့ဒီမှာ10 meter ပြောထားတယ်ကျွန်တော်10 meter ဆိုတော့ပေအားဖြစ်ပြောမှဆိုကျွန်တော်ပေ30လောက်တော့ရှိလိမ့်မယ်ဒါပေမဲ့တကယ်တော့အဲ့လောက်ထိတော့မရဘူးကျွန်တော်စမ်းဘူးတာတော့အလုံးစုံ15ပေလောက်ဆိုရင်သူက connection နည်းနည်းပြတ်ချင်သလိုဖြစ်နေပြီနောက်ပြီးတော့ charging time ကျွန်တော်အားသွင်းတာတော့2နာရီလောက်သွင်းရလိမ့်မယ်အကယ်လို့ကျွန်တော်တို့ကငကြက်ကိုအားအပြည့်ရှိတယ်လုံးဝမတုံးနဲ့ထားရမယ်ဆိုရင် standby time မှာနိုင်ပေါင်း280လောက်ထိကိုရလိမ့်မယ်ကျွန်တော်တို့တချင်းသားထောက်မယ်ဆိုရင်သူဒီဘူးထဲမှာရေးတာကတော့9နိုင်လို့ရေးပေးတာတယ်ကျွန်တော်စမ်းပြီးတော့သုံးကြည့်ပါတယ်တကယ်တချင်းသားထောက်မယ်ဆိုရင်2နာရီကနေ3နာရီထိပဲရပါတယ်ခင်ဗျဒီပေါ့နော်တစ်ဖက်ကို2နာရီကနေ3နာရီဆိုရင်ကျွန်တော်တစ်ဖက်ချင်းသုံးမယ်ဆိုရင်တော့နှစ်ခုပေါင်းတော့6နာရီလောက်တော့ရပါလိမ့်မယ်ခင်ဗျကျွန်တော်တို့ဒီ M20 နှစ်ချက်က ENC ပါတယ်ကျွန်တော် ENC ပါတော့ဘာတွေအားတာချက်ရှိမလဲဆိုတော့ကျွန်တော်တို့ဖုန်းပြောရတာပို့ပြီးအတန်ကြည်လင်လာလိမ့်မယ်နောက်တစ်ခုကကျွန်တော်တို့ပေါ့နော်ကျွန်တော် music time အရင်များတဲ့အခါကျွန်တော်တို့နားကိုထိခိုက်မှုတွေရှိပါတယ်ကျွန်တော်တို့ဒီလို ENC ပါလာတဲ့အတွက်ဒီလိုမျိုးထိခိုက်မှုတွေကိုဖြစ်နိုင်ကြီးကိုပို့ပြီး short ချပေးတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ပါဝင်းကျင်ရဲ့အတန်တွေကိုကျွန်တော်တို့ short ချပေးတာဖြစ်တဲ့အတွက်လူကြီးမင်းတို့တချင်းနားထောင်တာဖုန်းပြောတာတွေကိုကျွန်တော်တို့ပို့ပြီးအာရုံစိုက်ပြီးတည်တည်ချာပြောနိုင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်လူကြီးမင်းတို့ကိုဒီနှစ်ချက်လေးကို19900တဲ့နဲ့ရောင်းပေးပါမယ်ခင်ဗျာအော်ဒါတင်နေတယ်ဆိုရင်ကျွန်တော်တို့ TikTok ရဲ့ comment မှာဖြစ်စေ chat box မှာဖြစ်စေကျွန်တော်တို့ဒီ Facebook page ရဲ့ chat box မှာလည်းဆက်သွယ်ပြီးတော့ကျွန်တော်တို့ order တင်လို့ရပါတယ်ဖုန်းနံပါတ်က3992383080ကိုဖြစ်စေဆက်သွယ်ပြီးတော့ order တင်နိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ